မင်္ဂလာပါရှင်ဒီကနေ့စကားဝိုင်းကိုလာရောက်ပါဝင်ကြတဲ့မိတ်ဆွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျမတို့ DBB Women Voice အစီအစဉ်ကနေပြီးတော့ဗောနော်နေရာပေါင်းစုံမှာဒီတွေ့ရတတ်တဲ့ဂျန်နာအခြေပြုအကြမ်းဖက်မှုတွေအကြောင်းကို episode 6ခုကိုဒီ2025ခုနှစ်အတွင်းမှာဗောနော်ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်ဒီအစီအစဉ်ထုတ်လွှင့်သူတွေကဒီတက်သည့်ပညာရှင်တွေနောက်ပြီးတော့ရှင်သန်လွတ်မြောက်လာသူတွေကိုတွေးဆုံမေးမြန်းပြီးတော့ဒီမိသားစုထဲမှာနောက်ပြီးတော့ online ပေါ်မှာနောက်ပြီးတော့ဒီလူမှုအတိုင်းဝိုင်းထဲမှာလုပ်ငန်းခွင်မှာအကျဉ်းထောင်တွေထဲမှာပြီးပခတ်ဖြစ်ပွားရာဒေသတွေမှာဖြစ်ပွားနေတဲ့ဂျန်နာအခြေပြုအကြမ်းဖက်မှုတွေဆိုတာဘာတွေလဲဆိုတာကိုပရိသတ်တွေဝေဖန်ဆန်းစစ်နိုင်အောင်လာစဉ်ထုတ်လွှင့်ပေးခဲ့ပါတယ်ဒီကနေ့အဲ့လိုဂျန်နာအခြေပြုအကြမ်းဖက်မှုမျိုးစုံကနေလွတ်မြောက်လာသူတွေရဲ့စိတ်ဒဏ်ရာတွေကိုကျမတို့ဘယ်လိုကုစားကြမလဲဘယ်လိုကုထုံးတွေတုံးရင်စိတ်ဒဏ်ရာတွေကတတ်တာရနိုင်မလဲဆိုတဲ့ခေါင်းစဉ်နဲ့စကားဝိုင်းတစ်ခုပြုလုပ်သွားမှာဖြစ်ပါတယ်ဒီစကားဝိုင်းမှာတော့ပါဝင်ဆွေးနွေးကြမဲ့သူတယောက်ချင်းစီတိုင်းသိရှိထားကြတဲ့အကြမ်းဖက်မှုပုံစံတွေကိုဆွေးနွေးကြမှာဖြစ်ပြီးတော့ပိုအလေးပေးဆွေးနွေးမှာကတော့ဒီကြမ်းဖက်မှုတွေကြောင့်ရရှိလာတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဘလို့ကြော်လွှားကြမလဲဆိုတာတွေကိုအလေးပေးပြီးတော့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်မဒီစကားဝိုင်းမှာပါဝင်မဲ့သူတွေနဲ့ကျွန်မမိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ကျွန်မဒီဘက်မှာထိုင်နေတာကတော့ဒီနိုင်ငံရေးကျင်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့အတွင်းရေးမှူးဦးတိတ်နိုင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်တို့ဆွေးနွေးဖို့ခေါ်ထားတဲ့ဆရာမကတော့ဒီစိတ်ဒဏ်ရာကုတုံးကိုကိုယ်တိုင်ခံယူခဲ့သူဒေါက်တာလှမျိုးသက်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဘက်မှာကတော့ဒါစိတ်ဒဏ်ရာကုတုံးဖြစ်ဂီတကိုအသုံးပြုနေတဲ့နုပညာရှင်တော့ Friday ဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲတွေ့ရဝမ်းသာပါတယ်ကျွန်တော်တို့ဒီနေ့စကားဝိုင်းရဲ့ရည်ရွယ်ချက်ကတော့နာကျင်မှုတွေကိုပြန်လဲဖော်ထုတ်ဖို့မဟုတ်ဘဲနဲ့ပေါ့နော်ကုစားနိုင်တဲ့လမ်းကြောင်းကိုသိမြင်နားလည်နိုင်စေဖို့ဖြစ်ပါတယ်အဲ့တော့အရှင်ဦးဆုံးပေါ့နော်ဒီကျွန်တော်တို့ဆွေးနွေးပွဲလေးစလိုက်ကြအောင်ပေါ့နော်အရှင်ဦးဆုံးဒေါက်တာနဲ့စကြင်ပါတယ်ရှင့်အရင်ဆုံးမေးချင်တာပေါ့နော်ကြုံတွေ့ခဲ့ရတဲ့စိတ်အခြေအနေတစ်ခုခုကြောင့်ပေါ့နော်ဘလို့အခြေအနေမှာစပြီးတော့ကုထုံးယူရမလဲကုထုံးယူရမယ်လို့ဒီသတိပြုမိတယ်လဲပေါ့နော်ဘလို့ကုထုံးမျိုးတွေယူခဲ့ရလဲဆိုတာလေးကိုအရင်ဆုံးမျှဝေပေးပါရှင့်ဟုတ်ကဲ့ပါပေါ့နော်ကျမတို့ဒီလိုပေါ့ဒီဆရာနာသိမ်းမှုနောက်ပိုင်းမှာကျမတို့ဒီထိုင်းနေဆက်ကိုရောက်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုယ့်ရဲ့အလုပ်ကိုင်းတမွေးဝမ်းကြောင်းတွေအလုပ်ကိုင်းတွေကိုရဲ့ပေါ့နော်ရှိရဲ့မိသားစုတွေကိုယ့်ရဲ့အိမ်တွေကနေပြီးတော့ဆုံးခွာလာခဲ့ရတယ်လာခဲ့ရပြီးတော့ဒီဘက်မှာရောက်တဲ့အချိန်မှာလည်းပေါ့မလုံခြုံမှုတွေပေါ့နော်မလုံခြုံမှုတွေခံစားရတယ်နေရတာအများတန်းစိုးရိမ်ထိတ်လန့်နေရတယ်ပြီးရခါကျတော့ကိုယ့်ရဲ့ဘဝကလည်းမရေရာမသေးချာမှုတွေနဲ့ပေါ့နော်မရေရာမသေးချာမှုတွေနဲ့ကြုံရတယ်အဲ့ဒီအခါမှာပေါ့လူကစိုးရိမ်ပူပန်မှုတွေရယ်စိတ်ဓာတ်ကြတာတွေရယ်ပေါ့နော်စိတ်ဖိစီးမှုတွေရယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့တဖြည်းဖြည်းနဲ့ပေါ့နော်ရလာနှစ်တွေအဲ့လိုမျိုးကြာလာတဲ့အခါမှာလူရဲ့စိတ်ခံစားမှုအခြေအနေတွေကတော်တော်ပြင်းထန်လာတယ်ပေါ့နော်အဲ့ဒါကိုသတိပြုမိလာတယ်ပေါ့ပြင်းထန်တဲ့စိတ်ခံစားချက်တွေပေါ့နော်စိတ်ခံစားချက်တွေအရမ်းပဲပောက်ကွဲလွယ်တယ်ဒေါသကြီးတယ်ပြင်းထန်စွာတုံ့ပြန်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာကိုလည်းအရန်ပင်ပန်းတာကိုခံစားမိတယ်ပြီးတော့ကိုပတ်ဝန်းကျင်ပေါ့နော်အနီးဆက်ဆုံးကိုနဲ့အနီးဆက်ဆုံးကိုမိသားစုကိုပေးရလူတွေကလည်းကိုကြောင့်မို့လို့သူတို့မှလည်းဖြစ်ရတယ်ပေါ့နော်ပူပန်ရတယ်စိတ်မချမ်းသာရဘူးပေါ့ဒီလိုမျိုးတွေဖြစ်တဲ့အခါမှာကိုယ်တိုင်ကဒီအခြေအနေကနေပြီးကြော်လွှားခြင်းတယ်ပေါ့နော်ဒီအခြေအနေကိုပေါ့နော်ဘယ်လိုမျိုးမကြိုက်ဘူးပေါ့နော်ကိုအဲ့လိုမျိုးကနေပြီးတော့ပြောင်းလဲခြင်းတယ်ပေါ့နော်အဲ့ဒီကနေစပြီးတော့ပဲကိုလက်လန်းမိတဲ့ဟာလေးကိုအရင်စူးစမ်းပြီးတော့ပေါ့ဘယ်လိုမျိုးလေးတွေရှိမလဲပေါ့နော်ဘယ်အရာလေးတွေလုပ်ကြည့်လို့ရမလဲဘာသင်တန်းလေးတွေတက်ကြည့်လို့ရမလဲပေါ့နော်ဘယ်အစီအစဉ်လေးတွေကိုပါဝင်လို့ရမလဲဆိုတာလေးကိုစတင်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကဒီလို online ကနေလဲစပြီးတော့ဖြစ်တယ်နောက်တော့လည်းအဲ့လိုသင်တန်းလေးတွေလည်းတက်ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေပါဟုတ်ကဲ့ပါနော်တို့ဒီတော်တော်များများဒီ video အများစုကတော့ဒါဒီစိတ်ပိုင်းဆိုင်ရာကုတုံးတွေကတော့အများကြီးလောက်ရတာပေါ့နော်အဲ့တော့no Friday ကလည်းပြပြပေးပါအောင်ဒီဂီတကတော့ဒါတော်တော်များသိကြတာနားစင်မှုတသက်မဟုတ်ပဲနဲ့တချို့ဒီစိတ်ပိုင်းဆိုင်ရာကုတုံးဖြစ်လဲရှိနေနိုင်တယ်လေအဲ့တော့ခါကျတော့ဒါကိုလည်းအသုံးပြုကြတယ်ဆိုတော့အဲ့တော့စိတ်နှလုံးကိုငြိမ်းချမ်းစေတယ်ဆိုတော့ဒီအခြေခံသဘောတရားတွေလည်းဂီတမှာရှိတယ်ဆိုတဲ့ခါကျတော့အနော်အသိထားတဲ့ဒီဂီတကုတုံးအကြောင်းလည်းမျှဝေပေးပါအောင်ဟုတ်ကဲ့
နှစ်ပိုင်းခွဲပြောရမှာပေါ့နော်နှစ်ပိုင်းဆိုတာကဒီသိပ္ပံရေးကြအရာပေါ့နော်လူခန္ဓာကိုယ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေရတယ်ဟော်မုန်းတွေဒီဘယ်လိုပြောမလဲဟိုဓာတ်ကြီးလေးပါပေါ့နော်မြန်မာအယူဆိုရင်တော့ဓာတ်ကြီးလေးပါစရှိသဖြင့်ဒီယုံနဲ့ခန္ဓာအဲ့လိုမျိုးပေါင်းဆက်ပြီးတော့ဖြစ်တည်နေတယ်ပေါ့အဲ့ပေါင်းဆက်ဖြစ်တည်မှုတွေကဒီပြင်ပကဒီ physically mentally တက်ရောက်မှုတွေအများကြီးကိုလက်ခံရရှိတဲ့အခါမှာ damage ဖြစ်လာတယ်ဆိုတော့အဲ့လို damage ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဒီသိပ္ပံနည်းလမ်းအရာစေပညာအရာဟိုဖြည့်ဆွတ်ကုစားပေးရတာမျိုးတွေကုစားပေးနိုင်တာမျိုးတွေပံ့ပိုးပေးနိုင်တာမျိုးတွေနောက်ပြီးတော့ငကိုမှာရှိနေတဲ့လူခန္ဓာကိုယ်မှာရှိနေပြီးသားစွမ်းရည်တွေကိုထုတ်ပေးနိုင်တာရှိတယ်အဲ့ဒါကတော့ဒီဒေါက်တာမြဝေခဲ့သလိုပဲဒီဟိုဘယ်လိုပြောမလဲ mechanism တွေအများကြီးရှိတယ်ပေါ့နော်ဒီထဲမှာအနုပညာကလည်းတစ်ခုပါဝင်မယ်အနုပညာဆိုတဲ့နေရာမှာဒီအာယုံ၅ပါးကိုအခြေခံပြီးတော့မှအနံ့အဖြစ်အတန်းအဖြစ်ပြီးတဲ့ခါကျတော့ဒီဟိုပုံဆွဲတာလေးတွေစရှိသဖြင့်နီးလန်းတွေအများကြီးရှိတယ်အဲ့ထဲမှာနော်ကရင်လုံးတွေကလည်းဒီဂီတနဲ့ပတ်သက်တာကိုဝါသနာပါတယ်ပေါ့နော်ဝါသနာပါတော့ဂီတဘက်ကနေပြီးတော့မှပံ့ပိုးဖြည့်ဆွတ်နိုင်တဲ့ကုထုံးနီးလန်းလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဂီတမှာအဲ့လိုမျိုးအကျိုးသက်ရောက်မှုတွေအဲ့လိုမျိုးစွမ်းရည်တက်တည်ရှိတယ်ပေါ့ဆိုတော့အဲ့ဒါနဲ့အတော့မှရှိနေတဲ့ဒီဝါသနာရင်းခံ at separate နဲ့ပေါင်းဆက်မိတာပါဟုတ်ကဲ့ဟုတ်ကဲ့ပါဒါဂီတကလည်းဒါမဖြစ်မနေဒီသူ့ရဲ့တန်စင်လိုက်တို့ YouTube မှာဆိုရင်အဲ့လိုကုတုံးရဲ့ဟိုပုံစံတီးလုံးလေးရှိရပေါ့နော်ဒါလည်းတခုကောင်းတဲ့အရာတခုပေါ့နော်ဟုတ်ကဲ့ပါဆရာကိုလည်းမေးချင်ပါတယ်ဆရာခုနကမျိုးရိုက်ကူးခဲ့တဲ့ထဲမှာပေါ့နော်ဒီနိုင်ငံရေးကျင်းသားတွေကိုမေးထားရလည်းရှိရပေါ့နော်ဂျန်နာဂျီပြုကြံဖတ်မှုဒီထဲမှာဒီတချို့ပြောကြအဲ့လိုအခုနှစ်ပိုင်းကပို့ပြီးတော့ဒီထောင်ထဲမှာဂျန်နာဂျီပြုကြံဖတ်မှုကပို့ပြီးတော့များလာတာတွေ့ရတယ်ပေါ့နော်သူတို့ရဲ့ပြောကြားချက်အရသိရပါတော့ဆရာအဲ့တော့ခါကျတော့နိုင်ငံရေးကျင်းသားရင်ဆိုင်ရတဲ့ဒီဂျန်နာအခြေပြုအကြမ်းဖက်မှုနဲ့ဒီအကြမ်းဖက်မှုမျိုးစုံကြောင့်ဖြစ်လာတဲ့စိတ်တန်ရာတွေကအများဆုံးတွေ့ရတဲ့လက္ခဏာတွေကဘာတွေဖြစ်မလဲဆရာဒါတွေလည်းပြပြပေးပါအများဆုံးတွေ့ရတဲ့လက္ခဏာပြောရရင်တော့အဓိကမလုံခြုံမှုပေါ့ဆိုတော့နိုင်ငံရေးအကျဉ်းသားဟောင်းဒီမှာလူတိုင်းမှာဒီတွေ့ရတဲ့ကိစ္စမလုံခြုံမှုဆိုတဲ့ကိစ္စအဲ့ရမှာတစ်စစ်ဘယ်လိုဖြစ်လာတဲ့ကကြတော့စိတ်အားငယ်တဲ့ကိစ္စမျိုးတွေထိလွယ်ရှလွယ်တဲ့ဆိုတဲ့ကိစ္စမျိုးတွေရန်လိုတဲ့ကိစ္စမျိုးတွေဆိုတော့ဒါမျိုးတွေဟိုတောက်လျှောက်ဖြစ်လာတဲ့အနေအထားမျိုးဖြစ်တယ်ဒါကအများဆုံးတွေ့ရတတ်တဲ့ဟိုလက္ခဏာလေးပါဟုတ်ကဲ့တခြားရောဘာလက္ခဏာတွေရှိရမလဲဆရာဟိုတယောက်နဲ့တယောက်ကတော့ဟိုပုံသဏ္ဍာန်ချင်းမတူကြဘူးပေါ့နော်ဆိုတော့ဥမာအမျိုးသမီးလေးဆိုလို့ရှိရင်ဥမာကျွန်တော်တငယ်ချင်းမတယောက်ဆိုလို့ရှိရင်သူ့ကိုစစ်ကြောရေးသွားခဲ့ရတယ်စစ်ကြောရေးရောက်နေတဲ့အချိန်မှာသူ့ကိုမတ်တက်ရခိုင်းတာတယ်လက်မြောက်ခိုင်းတာတယ်ဆိုတဲ့အခါမှာဒီအချိန်မှာသူဓမ္မရာလာတယ်ဓမ္မရာလာတဲ့အချိန်မှာဘလို့မှဘာအထောက်အကူပြုပစ္စည်းမှမပေးမနဲ့ဒီတိုင်းမတ်တက်ဆက်ပြီးမတ်တက်ရခိုင်းတာတယ်ဆိုတော့သွေးတွေကဒီတိုင်းစင်ကြနေတာကတော့ပါတယ်ဆိုတော့ဒီအချိန်တွေမျိုးမှာဘလောက်စိတ်ဒဏ်ရာရမလဲဆိုတာတွေးကြည့်လို့ရပါတယ်မြင်အောင်ကြည့်လို့ရပါတယ်ဆိုတော့ဒီအချိန်တွေမျိုးလေးဖြစ်တယ်နောက်တစ်ယောက်ဆိုလို့ရှိရင်ကိုယ့်ကိုစူးစိုက်လုပ်သွားတဲ့တစ်ယောက်ရှိပါတယ်အမျိုးသမီးထဲမှာဆိုတော့ तू ဟာဆိုလို့ရှိရင်သူ့အဖေ तू လွတ်လာပြီးတဲ့အချိန်မှာသူ့ဖေဟာထောင်ထဲမှာထောင်သားသွားတွေ့ရတယ်ဆိုတော့အလုတ်ရှာတယ် तू ကမာစတာပြီးသားတဲ့တစ်ယောက်ပါဆိုတော့အလုတ်ရှာတယ်အလုတ်ရှင်ကိုထောင်တန်းရေးတွေကလိုက်ကြတယ်သူ့ရည်သားစကားလိုက်ပြောတယ်ရေကူးကသွားရေကူးကတိလိုက်တယ်ဆိုတဲ့ကိစ္စမျိုးလေးဖြစ်တဲ့အခါကျတော့နောက်မဆိုဒီဒဏ်လေးကိုဒီဒဏ်ရာလေးစိတ်ဒဏ်ရာလေးမခံနိုင်တဲ့ဆိုကိုတင်ချောင်းကြံသွားတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်ဆိုတော့တယောက်နဲ့တယောက်တော့မတူကြဘူးသို့ပေမဲ့ဟိုအကြောင်းအရာအမျိုးမျိုးတော့ရှိတယ်ဆိုတော့ဘုံသဘောတူဘုံကြည့်ရရင်တော့ရေပေါ်ရအဖြစ်တော့လူတိုင်းကထောင်ထဲကထွက်လာတဲ့လူတိုင်းကစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေတွေ့ရတာတော့တူမိတဲ့ကိစ္စတစ်ခုပါဟုတ်ကဲ့ပါဆရာကိုရန်လည်းဒါနိုင်ငံရေးကျင်းသားတယောက်ဆိုတဲ့ခါကျတော့ဆရာကိုရန်ဘယ်လိုမျိုးဒီကိုခံစားခဲ့ရတာလဲမျှဝေပေးပါဦးဆိုတော့ကျွန်တော်ဆိုရင်စစ်ကြောင်းမှာ14ရက်နေရဒီ14ရက်ဒါကာလမှာစစ်ကြောတဲ့လူတွေကပဲအတုပ်လိုက်ကြောင်းပါတယ်ကျွန်တော်ကတော့ဒိုက်ခံဖြေနေရတဲ့အမျိုးဖြစ်တယ်ပြောနေတာကဒီ14ရက်မှာနေညမသိဘူးတောက်လျှောက်
သူတို့မေးတာကိုဖြေနေရတယ်ထမင်းမတွေ့ဘူးရေမတိုက်ဘူးထမင်းက3ရက်လောက်မတွေ့ဘူးရေက2ရက်လောက်မတိုက်ဘူးနောက်မဆိုရေတိုက်တဲ့အချိန်မှာတိုက်တယ်ဆိုတာမဟုတ်ပါဘူးနောက်ပြီးဆိုရေရမ်းစာပြီးတော့တောင်းတောက်တဲ့အချိန်မှာမတိုက်ဘူးမတိုက်တဲ့ခါကျတော့နောက်ပြီးဆိုဒီအိမ်သာသွားတယ်အိမ်သာထဲမှာရှိတဲ့ဇလုံးတဲကရေကိုလက်ခုပ်နဲ့ခတ်ပြီးတောက်ခဲ့ရတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ဒီ14ရက်တာကာလကပြောရရင်တော့တစ်ကဘာလောက်ကြာတယ်လို့တော့ထင်ရတယ်ဆိုတော့ဒီ14ရက်ဆိုတာတော့မှကျွန်တော်ကအချင်းတော်တွေရောက်မှ14ရက်ကြာမှသိခဲ့တာပါဆိုတော့ဒီအချိန်တွေမျိုးတွေကိုဖြတ်ခဲ့ရတယ်ပေါ့လေဆိုတော့ဒါကဒီကြားထဲမှာဖြတ်ခဲ့ရတဲ့အချိန်တွေမျိုးတွေကအများကြီးပါဒါတွေကဥပမာနိုင်ငံရေးအကျဉ်းသားဆိုတဲ့ကိစ္စကတော့လူသားသားတရက်တော့မဟုတ်ဘူးသို့ပေမဲ့သူတို့စီမှာမျော်ရည်ချက်တွေရှိတယ်ခံယူချက်တွေရှိတယ်ဆိုတော့တော်ရုံစိတ်တိုင်းရလောက်ကတော့နိုင်ငံရေးအကျဉ်းသားတွေကအလွယ်တကူဖြတ်ကျော်နိုင်ပါတယ်ဆိုတော့ဒါလေးကိုသိလို့လဲစစ်ဒီအာဏာရှင်အဆက်ကနေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးလုပ်တဲ့လူတွေကိုအပြင်းအထန်စိတ်တိုင်းရအောင်တရားပါအထိရအောင်အထိနှိမ့်ဆက်ညှဉ်းပန်းတဲ့ကိစ္စမျိုးတွေလုပ်ခဲ့ပါတယ်ဆိုတော့နှိမ့်ဆက်နီးမျိုးစုံနဲ့ပုံစံမျိုးစုံနဲ့ညှဉ်းပန်းနှိမ့်ဆက်ခဲ့ကြတာပါဆိုတော့လူတိုင်းမှာနိုင်ငံရေးကျင်းသားဟောင်းတွေတိုင်းကနှိမ့်ဆက်မခံတဲ့လူရယ်လို့မရှိသလောက်ပါပဲဟုတ်ကဲ့ပါများသောအားဖြင့်ဒါထွက်လာတဲ့လူတွေလည်းဒါကုတုံးလုံးကြရမှာပဲပေါ့နော်တချို့ဒီခုနဆရာပြောတဲ့အမျိုးသမီးလေးဆိုတာတော်တော်ချင်းလို့ဆိုရဲဟိုမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒေါက်တာအနေနဲ့ရောဒီကုတုံးတွေကိုလို့စတင်ဖို့ဆုံးဖြတ်ရတာကိုတိုင်ကောလွယ်ကူခဲ့လားဒီအခက်အခဲတွေရောရှိခဲ့လားနောက်ပြီးတော့ဘယ်ရာကအရေးကြီးဆုံးအတားအဆီးဖြစ်နေပေါ့နော်ဒါလေးလည်းပြပြပြပါဦးဟုတ်ပေါ့နော်စောပိုင်းချိန်နေဆိုရင်တော့အဲ့လိုပေါ့ကိုကဟိုတွားရလာရေးမှာအဆင်မပြေသေးတဲ့အချိန်မျိုးအဲ့လိုမျိုးဆိုရင်တော့ကိုတခုခုလူကိုယ်တိုင်သွားပြီးတက်ရမယ်ဟာမျိုးဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ဒီလို online ကနေပြီးတော့ပေါ့အဲ့လိုမျိုးအဖွဲ့အစည်းလေးတွေပေါ့နော်အဲ့လိုမျိုးအဖွဲ့အစည်းတွေကနေပြီးတော့လုပ်ပေးတဲ့စိတ်ကုစားမှုလေးတွေပေါ့နော်အဲ့လိုမျိုးစကားဝိုင်းလေးတွေနောက်ပြီးတော့ sharing session လေးတွေအဲ့လိုမျိုးလေးတွေကိုပေါ့အချင်းချင်းပေါ့ညွှန်ပြကြတယ်share ကြတယ်ပေါ့နော်အဲ့အမျိုးတွေကနေလည်းတဆင်သိရတယ်နောက်တော့ကျတော့ကျမကိုယ်တိုင်လည်းသွားပြီးတော့တက်လို့ရတဲ့ပေါ့နော်ဂီတကူထုံးမျိုးအဲ့လိုမျိုးလည်းသွားပြီးတော့ကိုယ်တိုင်ပါဝင်ပြီးတော့ join ပြီးတော့အဲ့လိုမျိုးလုပ်ခဲ့ဖြစ်တယ်ပေါ့ဟိုလိုမျိုး online ကနေလည်းပြောရရင်တော့ယူတဲ့သဘောမျိုးပေါ့နော်ဒါcounseling ဆန်ပေါ့ဒီလိုမျိုးစိတ်ခံစားချက်တွေကိုဖွင့်ဟလို့ရတဲ့နေရာတွေပေါ့နော်အဲ့ဒီလိုမျိုးလေးတွေလည်းကျွန်မပေါ့နော်အဲ့ဒါလေးတွေလည်းလုပ်ဖြစ်ပါတယ်ဆိုတော့ညီမလေးမေးတယ်ပေါ့နော်ဆိုတော့စချင်းကတော့လူကပေါ့ကိုယ့်ရဲ့ခံစားချက်တွေကိုပြောရမယ်ဆိုတော့လေနည်းနည်းတွန့်ဆုတ်တာပေါ့နော်တွန့်ဆုတ်တယ်ဆိုတာပြောလိုက်ရင်ကိုကပေါ့ကိုကနည်းနည်းအားနေတယ် weak ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလားပေါ့နော်စိတ်ဓာတ်ပျော့တယ်လားပေါ့အဲ့လိုမျိုးပေါ့ကိုရဲ့ဝန်းနေတယ်ဆိုတဲ့ဟာတွေမျိုးတို့ဒါမှမဟုတ်ရင်လည်းကိုကပြောရင်းနဲ့ဝန်းနေလာမယ်ပေါ့နော်အဲ့လိုမျိုးဒါငိုမိမယ်ဒီလိုမျိုးတွေရှိတယ်နောက်ပြီးကြတော့ကိုလှုပ်လိုက်တဲ့ဟာပေါ်မှာဒါမလုတ်သင့်ဘူးဆိုတာသိတယ်မျိုးပေါ့ဒေါသထွက်တယ်ဟစ်ပေါက်ကွဲတဲ့ဟာမျိုးကိုပေါ့နော်ပြန်ပြီးပြောပြမှာနည်းနည်းရှက်တယ်ပေါ့နော်အဲ့လိုမျိုးဟာမျိုးလေးတွေကတော့ဒါကကြုံတွေ့ရတဲ့ဟာပေါ့နော်ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားဆိုတာမျိုးပေါ့ sharing လုပ်တယ်ဆိုတဲ့အခါမှာပေါ့နော်ပြီးတော့များသောအားဖြင့်က group session လို့ဘာလို့များတော့လေဆိုတော့လူတွေကိုပြီးတော့မသိတာပေါ့နော်များတယ်နောက် online ဆိုတော့လေအကုန်လုံးကလည်းသူပေါ့သူ profile တွေလည်းမသိကြဘူးပြီးတော့လည်း camera လည်းပိတ်ထားတယ်ဆိုတော့မျိုးလေအဲ့တော့ဘယ်လိုမျိုးတော့ဖြစ်လဲဆိုတော့စချင်းမှာဆိုရင်join နေတန်းလန်းနဲ့leave လုပ်လိုက်တယ်ထွက်လိုက်တယ်ပေါ့နော်ပြောဆက်ပြီးတော့မပြောချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့
စိတ်ထဲကတော့အဲ့ဒီဟာပေါ်မှာကိုတိတ်ကျေနပ်ဘူးဘာလို့လဲဆိုတော့ဒါမကောင်းဘူးကျင့်ဝတ်အရာရောပေါ့နော်ပြီးတော့လည်းအားနာတယ်ပေါ့နော်ဒီလိုမျိုးဒါစီစဉ်တဲ့လူတွေအနေနဲ့မှာရောပေါ့ဒါပေမဲ့လည်းကိုယ်စိတ်ထဲမှာဘလို့မှမဖြစ်တော့တဲ့အတွက်ကြောင့်မို့လို့ကိုကဒီလိုမျိုးတာလေး leave လုပ်လိုက်တာကိုပဲကိုရွေးချယ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးဒါကတော့ဒါကိုယ်တိုင်ကြုံရတဲ့အဲ့လိုမျိုးအခက်ခဲပေါ့နော်နောက်ပိုင်းမှာတော့ဖြစ်လာပါတယ်ပေါ့နော်အဲ့ဒီအကြောင်းကိုလည်းဆွေးနွေးဖြစ်တယ်ပေါ့နော်အဓိကဒါနားထောင်ပေးတဲ့လူတွေကိုလည်းဒီလိုမျိုးလေးကိုဘာကြောင့်လုပ်ဖြစ်လဲဆိုတာမျိုးလေးပေါ့နော်သူတို့ကလည်းအဲ့ကြတော့ဘယ်လိုလေးဆိုအကြံပေးတာမျိုးလေးနဲ့လေဟုတ်အဲ့ဒါနဲ့ပဲရှေ့ဆက်ခဲ့ပါတယ်ဟုတ်ကဲ့ပါများသောအားဖြင့်ဒါတို့ဒီ program မှာမေးတော့လေကြုံဘူးရပေါ့နော်သူတို့တွေ interview မေးတဲ့အချိန်မှာတချို့ဆိုဒီနေ့ဖြေမယ်လို့ပြောလိုက်ပြီမဲ့သူတို့မနေ့ကကြတော့သူတို့မဖြေချင်တော့ဘူးပေါ့နော်နောက်နေ့လည်းရောက်တော့သူတို့မဖြေတော့ဘူးပေါ့နော်ဘာဖြစ်လဲသူတို့မေးလိုက်တဲ့အချိန်မှာသူတို့စိတ်ပိုင်းဆိုင်ရာအဆင်မပြေသေးလို့ဆိုတဲ့ဟာမျိုးပြန်ကြားရတယ်ပေါ့နော်ဒါပေမဲ့ဒါကိုရီးယားရဲ့သတင်းမီဒီယာဖြစ်တဲ့အတွက်ဒါသူတို့အတင်းမေးလို့မရဘူးသူတို့ဖြေချင်စိတ်ရှိမှသူတို့ဒီဖြေချင်မှကိုကမေးလို့ရတာဆိုတော့ဒါလည်းဟုတ်ပါတယ်အမပြောသူဒါဖြစ်တတ်ပါတယ်ဆက်စပိုင်းချင်းကတော့ကိုကတော့ဒါတွန့်ဆုံနေမှာပဲဒီလိုငါပြောလိုက်ရင်ကောင်းမှာနောက်ပြီးတော့ဒီအကြောင်းအရာယူပြန်ပြီးအစားပေါ်ရတာဆိုတော့လေအဲ့တော့ကိုမေ့ထားတဲ့အကြောင်းအရာယူပြန်ပြီးအစားပေါ်လိုက်တဲ့ခါကျတော့ဒါဒီအကြောင်းအရာယူပြန်ရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားပါဘောနော်စိတ်တန်အောင်နှခါပေးလိုမျိုးဖြစ်သွားတဲ့ဆိုတာစိတ်အစင်သင့်မဖြစ်သေးဘူးပေါ့နော်စိတ်ကအစင်သင့်မဖြစ်သေးတဲ့အခါတွေခဏကြုံရပါတယ်အဲ့လိုမျိုးဟုတ်ကဲ့ပါဒါတော့ဟုတ်ဖြစ်နေဖြစ်ဒါဒီလိုလူတွေမှာဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါအနော်လည်းတခုလောက်မေးချင်တယ်ဒါအနော်တို့ကကြတော့ငယ်စဉ်ကလေးကဒါအနုပညာဒီဂီတအတိုင်းဝိုင်းထဲမှာရှိနေတယ်ဆိုတဲ့ခါကျတော့လေတချို့ဒီဂီတအတိုင်းဝိုင်းထဲမှာမရှိနေတဲ့လူတွေဆိုရင်တော့ဒီအိမ်မှာဘောနော်ကိုယ်တိုင်ဒီအဲ့လိုစတင်လုပ်နိုင်မဲ့ဒီဂီတအခြေပြုဒီစက်ကဲလေးတွေနီးလန်းတွေရှိလားဒီနီးလန်းလေးလည်းမျှဝေပေးပါအောင်ဟုတ်ကဲ့စိတ်တန်ရာခံစားရတဲ့သူတွေလို့ပြောလိုက်ရင်ပေါ့နော်ခုနဆရာပြောခဲ့တဲ့အထဲမှာလည်းပါတယ်စိတ်မလုံခြုံတာတွေ PTSD ဒီ post trauma stress disorder လိုမျိုးယောဂါတွေပြီးတော့ distress ဖြစ်တာတွေ depression စရှိသဖြင့်ပေါ့နော်စိတ်ယောဂါဒါပညာရဲ့ဆိုင်ရာ terms တွေအများကြီးရှိကြတယ်ပေါ့အဲ့ဒါတွေကိုကုစားရတဲ့အခါနားထောင်ရတဲ့အခါမျိုးမှာဒီဆမပြောသလိုပဲလုံခြုံတဲ့ဒီtrust ကိုအရင်တိဆောက်ရတယ်လုံခြုံတဲ့ဒီ spacing ကိုသူတို့ဘယ်လိုပြောမလဲယုံကြည်မှုမရဘူးဆိုရင်ဖွင့်ထုတ်ဖို့ခက်တယ်ဖွင့်ထုတ်ဖို့ခက်တဲ့အခါမှာမျှဝေဖို့ခက်တဲ့အခါမှာကုစားရတာပို့ပြီးတော့ခက်တယ်ပေါ့နော်ကုစားရဲဆိုတဲ့အဆင့်ထိမရောက်ဒါပေမဲ့ဂီတကကြတော့ပေါ့ပါတဲ့အပိုင်းမှာရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဒီ trauma ဖြစ်ခဲ့တဲ့ဇက်ကြောင်းတွေဒါမှမဟုတ်ရင်သတင်းချက်လက်တွေ information တွေစိတ်ခံစားချက်တွေကိုဒါတွေကိုတခြားတစ်ယောက်တူတယောက်စီကိုမျှဝေစီရမလို့ပဲနဲ့ကိုတိုင်းဒီကိုနဲ့ကိုပဲပေါ့နော်ကိုတိုင်းဒီတန်စင်တွေအနုပညာတွေကနေမှတဆင့်ကုစားလို့ရတာအဲ့ဒါလေးရှိတယ်အနည်းဆက်ဆုံးကတော့အတန်လို့ပြောလိုက်ရင်တို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲတဘာဝအတန်တွေရှိတယ်ဆိုတော့ဒီတဘာဝအတန်တွေကတကယ်တော့ဒီကိုယ့်ရဲ့ခုနကတော့ပထမပိုင်းမှာပြောတဲ့အထက်မှာပါတယ်ဒီခန္ဓာကိုယ်ရဲ့ချိန်နှုံးတွေရှိတယ်ဗောလေခန္ဓာကိုယ်ကလိုအပ်တဲ့ချိန်နှုံးတွေအဲ့ဒီချိန်နှုံးတွေကိုတွားပြီးနှိုးဆွတဲ့အခါမှာဒါ meditation နည်းလမ်းတစ်မျိုးပဲပေါ့နော်စိတ်ကပြန်ပြီးတော့တိဆောက်တယ်တဖြည်းဖြည်းချင်းစောင့်တည်တယ်စောင့်တည်ပြီးတော့မှပူစားတဲ့အဆင့်ကိုရောက်တာပေါ့လေဆိုတော့တဘာဝအတန်တွေမနက်ခင်းအစောပိုင်းမှာဆိုရင်ကျင်းငတ်အတန်တွေနားထောင်တာလေးတိုက်တန်တွေတိတ်ရွက်တန်တွေနဲ့နောက်မိုးကြတန်တွေနောက်ဆုံးဒီအတန် healing လို့ပြောလိုက်ရင်မိုးချင်းတန်တွေကအစဒါချိန်လုံးတွေကိုနှိုးဆွပေးတဲ့အထဲမှာပါတယ်ပေါ့နော်ပြီးတော့ဒီတဘာဝအထဲမှာပြောချင်တဲ့စကားလုံးလေးတစ်လုံးရှိတယ်တဘာဝထဲမှာစီးချက်ဆိုတာရှိတယ်အဲ့ဒါကို eurythmy လို့ခေါ်တယ်ဆိုတော့အဲ့ဒီ eurythmy ကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့ခန္ဓာကိုယ်မှာပုံမှန်ဘယ်လိုပြောမလဲတဘာဝစီးချက်အတိုင်း flow ဖြစ်နေတဲ့တဘာဝအလျောက်ကိုယ့်ရဲ့ခန္ဓာကိုယ်စိတ်နဲ့ခန္ဓာကိုယ်ပြန်ကုစားတဲ့အရာလေးရှိတယ်ဆိုတော့အဲ့ဒီနီလန်လေးတွေနဲ့ကိုတိုင်းအိမ်မှာပဲဒါမှမဟုတ်ရင်ထိုင်နေရင်ဒါမှမဟုတ်ရင်လည်းပဲအချိန်9မိနစ်10မိနစ်လေးပဲဖြစ်ဖြစ်ရတဲ့အချိန်လေးမှာဖြည်းဖြည်းချင်းကုစားလို့ရတာမျိုးရှိတယ်ဒီတဲ့ခါကျတော့ကိုယ့်ရဲ့trauma ကို trigger ဖြစ်စေမဲ့အကြောင်းအရာတွေ history တွေကိုဘယ်သူမှမျှဝေစရာမလိုပဲနဲ့ကိုယ့်ဘာသာကို healing လုပ်လို့ရတယ်ဒါကဘယ်လိုပြောမလဲlong termတကယ် treatment တော့မဟုတ်ပေမဲ့ယာယီအဖြစ်ဘယ်လိုပြောမလဲကုစားပေးနိုင်တဲ့ဘယ်လိုပြောမလဲဖြည့်သိမ့်နှစ်သိမ့်ပေးနိုင်တဲ့နီလန်လေးတွေတော့ဟုတ်တယ်ပေါ့နော်ဟုတ်ဘယ်လို music မျိုးတွေရောကိုအဲ့လိုမျိုးပို့ပြီးတော့စိတ်ကူတုံဖြစ်စေမလဲပေါ့အမှန်ကတော့လူတူတယောက်
ချင်းစီကကွဲတယ်ပေါ့နော် individually ရအဲ့ဒီအပေါ်မှာမူတည်တယ်ပေါ့တူတယောက်ချင်းစီမှာသူ့ရဲ့ရှုမြင်ပုံခံစားပုံတွေနောက်ပြီးတော့လက်ခံပုံနောက်တစ်ခုနောက်တစ်ဆင့်ကထုတ်လွှင့်ပုံတွေမတူကြဘူးသူကတော့ဆိုရင်တချင်းရေးတယ်ဆိုတော့ music ကဂီတလို့ပြောလိုက်ရင်တချင်းလူတိုင်းတချင်းရေးတဲ့အချိန်မှာရေးတယ်မယ်လူတိုင်းတချင်းဆိုနိုင်ခြင်းမှဆိုနိုင်မယ်လူတိုင်းကဒီတန်စင်ကိုခံစားလို့နားထောင်လို့အဆင်ပြေခြင်းမှပြေမယ်ဒါပေမဲ့သူနဲ့တက်ဆိုင်တဲ့သူနဲ့ဒီချိန်နှုံးကိုသွားပြီးတော့မှနှိုးဆွမိနိုင်တဲ့တန်စင်မျိုးဟိုစီးချက်မျိုးနဲ့ကိုက်ညီတဲ့အခါမှာကမ်ဒေါင်းဖြစ်တယ်ဆိုတော့အဲ့ဒီဥစ္စာကိုရတယ်ပေါ့နော်ဒီလူတိုင်းရဲ့ဒီတူတယောက်ချင်းစီရဲ့ခန္ဓာကိုယ်မှာချိန်နှုံးတွေ frequency တွေရှိကြတယ်အဲ့ဒီ frequency ပေါ်မှာမူတည်ပြီးတော့မှဘယ်လို tools တွေကွဲသွားနိုင်တယ်ပေါ့နော်အတန်ကိုအသုံးပြုတဲ့ဂီတဒီအနုပညာကိုအသုံးပြုတဲ့တန်စင်တွေတော့ကွဲသွားနိုင်တယ်ပေါ့ဟုတ်အဲဆိုတော့ဒီဆရာတို့လည်းရောက်နေဒေါက်တာလည်းရှိရဆိုတော့တီးပြပါအောင်ဒီဘယ်လို music မျိုးတစ်ခုခုပေါ့နော်တီးမပြခင်မှာနော်ပထမဆုံးကပြောခဲ့တော့ကနော်နှစ်ပိုင်းခွဲပြောရတယ်လို့ပြောတယ်လေအဲ့ဒီမှာပြောဖို့ကြံနေခဲ့တာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ခုနနော်ပြောခဲ့သလိုပဲတန်စင်တွေနဲ့ကုစားတဲ့နီလန်းတွေရှိသလိုပဲတကယ်တော့နော်အနေနဲ့ကအဲ့ဒီတန်စင်တွေနဲ့ကုစားဖို့နော်ကဟိုပညာရှင်တယောက်တော့မဟုတ်ဘူးဒါပေမဲ့နောက်ထပ်တစ်ခုကဘာလဲဆိုဂီတကိုအကုန်လုံးဟိုခန်းစားတက်စရာမလိုဘူးဖန်တီးတက်စရာမလိုဘူးဒါပေမဲ့ကိုယ့်ထဲမှာရှိနေတဲ့အရာကိုအဓိကဖော်ထုတ်ပြသဖို့ပဲခုနဆရာမပြောခဲ့သလိုပဲကျွန်တော်တို့ဖော်ထုတ်ပြသနိုင်တဲ့အခါမှာအဲ့ဒါကကုသမှုနီလန်လည်းတစ်ခုလည်းဟုတ်တယ်ပေါ့နော်အဲ့တော့အနော်ရဲ့နီလန်အနော်ကကျတော့တချင်းရေးတာဝါသနာပါတယ်အနော်တချင်းတွေရေးတယ်ဒီထဲမှာအနော်စာသားတွေတချို့တန်စင်တွေကခန္ဓာကိုယ်ထဲမှာရှိနေပြီးသားခံစားချက်တွေကိုဆွဲထုတ်နိုင်တယ်ဖော်ထုတ်ပေးနိုင်တယ်ပေါ့နော်တူနားထောင်ရတဲ့တူတယောက်ကိုဖော်ထုတ်ပေးနိုင်တဲ့အခါမှာကိုက်ညီမှုရှိတဲ့သူကဒီ anxiety ဖြစ်နေတဲ့ feeling တွေ release လုပ်လိုက်နိုင်တယ်ထုတ်ပြလိုက်နိုင်တယ်ဥမာငိုဖို့လိုအပ်နေတဲ့သူကငိုချလိုက်နိုင်တယ်ဒေါသထွက်ဖို့လိုအပ်နေတဲ့သူကဒေါသထွက်လာနိုင်တယ်ဒါဆိုအဲ့ဒါဆိုရင်ပဲဒါအနော်ဂီတနဲ့လုပ်ပေးနိုင်တဲ့ဟိုကြီးကြီးကျယ်ကျယ်ပြောရရင်ကုသခြင်းနီလန်တစ်ခုပေါ့နော်ဆိုတော့အနော်ရေးထားတဲ့သချင်းလေးတစ်ပုဒ်တော့ရှိတယ်အဲ့ဒီသချင်းလေးအခုတော့ဆိုပြမယ်ပေါ့နော်ဒီကာလထဲမှာအများသောအားဖြင့်ကိုယ့်ရဲ့ချစ်ခင်ရတဲ့အရာတွေကိုယ့်ရဲ့ဇာတိရဲ့မြေကိုစွန့်ခွာပြီးတော့မှဒီနိုင်ငံရေးဒီတော်လန်ရေးအခြေအနေကြီးထဲမှာဒီလိုက်ပြီးတော့ရေစုံမျောနေရတဲ့သူတွေစံတက်နေရတဲ့သူတွေပေါ့နော်သူတို့တွေကထိခတ်မဲ့သူတွေရှိမှဆိုရင်တော့တစ်ခုတစ်စုံတရာပေါ့နော်ခန်းစားချက်တွေထွက်လာနိုင်လားတော့မသိဘူးဟုတ်ပါတယ်
ကျေးဇူးတင်ပါတယ် ကဘာအရန်ကောက်ပါတယ်ဘာလို့လဲဒါစိတ်ကူးတော့ music တခုပေါ့နော်ဟုတ်ဂီတကတော့ပြောရမယ်ဆိုရင်ဘယ်သူမှမဆိုနားထောင်လိုက်စိတ်ခဏတာလေးတော့ပန်းဖြေသွားတာပဲလीနော်ဟုတ်ကဲ့ပါဒါဆိုဆရာနဲ့ပြန်စားလိုက်ပါမယ်ဆရာဒီကာလမှာဆိုရင်ပေါ့နော်ဒါတော်တော်များဒါတော်လိုင်းကာလမှာဆိုရင်ဒါပြပခများတဲ့နေရာတွေမှာဒီစိတ်ကူးတုံးအရင်မြစ်နေပါတဲ့ဟာတွေဆိုဘယ်လိုလမ်းကြောင်းတွေရှိရှာနိုင်မလဲပေါ့နော်ပြပခကာလတွေမှာဆိုရင်ဘာပဲပြောဒါဒီအချင်းထောင်ထဲမှာလည်းအချင်းထောင်နဲ့ရောက်ပေါ့နော်ပြန်ထွက်လာတော့လည်းဒါတော်တော်များများပြန်ထွက်လာရင်တော့ဒီနေမျိုးကိုပြန်ရောက်လို့လွတ်မြောက်နေမျိုးရောက်လာကြတာပဲเนาะအဲ့လိုနေရာတွေမှာဘယ်လိုမျိုးဒီလမ်းကြောင်းတွေရှာနိုင်မလဲပေါ့နော် စိတ်ကုထုအလှမ်းဝေးတဲ့ဒေသပြိပကဖြစ်နေတဲ့နေရာလေးမှာပေါ့ဒီနေရာမှာဆိုလို့ရှိရင်အဓိကကျွန်တော်တို့လူမှုအတိုင်းဝိုင်းကအတော်အရေးကြီးပါတယ်ဆိုတော့ဒီလူမှုအတိုင်းဝိုင်းကနေပြီးတော့ဒီစိတ်တန်ရာရနေတဲ့လူတစ်ယောက်ကိုကုစားတာဒါမှမဟုတ်ပို့ဆိုးသွားစေတာကသူတို့နဲ့အများကြီးသက်ဆိုင်ပါတယ်ဆိုတော့ဥပမာဒီစိတ်တန်ရာရနေတဲ့လူတစ်ယောက်ကိုဗန်းစကားနဲ့ပြောကြဗရိန်းကြတာပေါ့နော်ဆိုတော့အဲ့ဒီအချိန်တွေမျိုးလေနောက်တစ်ခုကနှစ်သိရမယ့်အစားနှစ်သိရောင်နဲ့အပြစ်တင်တဲ့ဆိုတဲ့ကိစ္စမျိုးတွေပေါ့ဥပမာဘယ်လိုပဲဖြစ်ဖြစ်မင်းအသက်ရှင်နေသေးတာပဲကွာဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒါကနှစ်သိတာမဟုတ်ဘူးသဘောကလေဆိုတော့သူ့ကိုနှိမ်ချတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဓိကဒီစိတ်လူမှုဒီကုထုံးလီနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်အဓိကကျွန်တော်လူအတိုင်းဝိုင်းတွေဖြစ်တယ်အခုကျွန်တော်တို့ဒီကာလမှာဆိုလို့ရှိတော့ကျွန်တော် stakeholder တွေပေါ့ဒီ stakeholder တွေကနေပြီးတော့ဒီကိစ္စလေးကိုများအသိပညာပေးတဲ့ကိစ္စမျိုးလေးနောက်တစ်ခါနှစ်သိအားပေးတဲ့ကိစ္စမျိုးလေးအသိမှတ်ပြုတဲ့ကိစ္စမျိုးလေးနောက်တစ်ခါသူတို့ပြောနေတဲ့သူတို့ရင်ဖွင့်နေတဲ့ကိစ္စမျိုးလေးကိုနားထောင်ပေးတယ်ဆိုတဲ့ကိစ္စမျိုးလေးကိုများလုပ်ပေးရမယ်ဒီ stakeholder တွေကနေပြီးတော့လူထုကြားထဲမှာကြဲပြတ်ဒါလေးကိုလှုပ်ဆောင်ပေးဖို့လိုတယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါဆရာဒါကလည်းအရေးကြီးရနော်ပတ်ဝန်းကျင်ဒီကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိတ်ဆွေဒီဟာတွေကလည်းတကယ်အရေးကြီးပါတယ်ဟုတ်ကဲ့ပါဒီဒေါက်တာလည်းပြပြပေးပါအောင်အခုလက်ရှိအချိန်ထိဒါစိတ်ကူတုံလုပ်ဖို့အတွက်မသွားနိုင်သေးတဲ့သူတွေမစတင်နိုင်သေးတဲ့သူတွေအများကြီးရှိသေးတယ်ပေါ့နော်ခုနကဒေါက်တာပြောသလိုပဲကိုဖော်ထုတ်လိုက်ရမှာစိုးရွံ့နေတဲ့သူတွေပေါ့နော်အဲ့တော့ဒီလိုလူတွေရောဘာတွေများလုံနိုင်မလဲပေါ့နော်ကိုပေါ့နော်အရင်ဦးဆုံးset story ပေါ့နော်ဘာများလုံနိုင်မလဲဆိုတော့ဒီနီးလန်းလေးလည်းပြပြပေးပါအောင်ဟုတ်ကဲ့ပေါ့နော်အခုကတော့ခုနဆရာပြောသလိုပဲဒါအတိုင်းဝိုင်းပေါ့နော်ဘေးကလူမှုအတိုင်းဝိုင်းကအရန်ရေးကြည့်ပါတယ်ပေါ့နော်ဒီလိုလူတွေဒီအခုလက်ရှိအနေအထားမှာဆိုတဲ့အခါမှာကျမတို့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေဒီပေါ့နော်နောက်ပြီးတော့တဘာဝဘေးရန်တွေအဲ့လိုပေါ့နော်စင်ကဲကိုပေါ့နော်စိတ်ဓာတ်ရစီတဲ့အကြောင်းချက်တွေကလည်းဇက်တိုက်ဆိုသလိုပေါ့နော်ဖြစ်နေတာပေါ့နော်အခုမှာအဲ့တော့ကကြတော့ကျမတို့လက်လန်းမီယာတော့ကိုယ့်ရဲ့လူမှုအတိုင်းဝိုင်းနေနေရတော့ဒါကိုပို့ပြီးတော့awareness ပေါ့နော်ပို့ပြီးတော့လည်းဖြစ်တဲ့နဲ့ပို့ပြီးတော့လည်းလူတွေပေါ့နော်ကူညီဖြစ်ကြဝိုင်းဝန်းရိုင်းပင်တင်ကြတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကျမတို့နေနေရလဲဒါကြောင့်မို့လို့ပေါ့နော်အစမှာပြောခဲ့သလိုပဲကိုယ့်အတွက်ကိုကနေကိုယ်စိတ်ကလေးပေါ့နော်အဆင်ပြေဖို့အတွက်လုပ်ပြီးနေကိုယ့်ပတ်ဝန်းကျင်လေးအတွက်ပါပေါ့နော်ကိုယ့်ပတ်ဝန်းကျင်ကိုလည်းကိုဘာမျှဝေနိုင်မလဲဘယ်လိုကူညီနိုင်မလဲပေါ့နော်ဆိုပြီးတော့ဒီလမ်းလေးတွေကိုကိုလည်းဒါလေးလာရင်းနဲ့လက်ဆင့်ကမ်းတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တော့အခုဒါညီမမေးလိုမျိုးဆိုရင်ဒါမျိုးတွေကိုပေါ့နော်မမိနိုင်လက်စစ်လမ်းမမိနိုင်သေးတဲ့လူတွေအတွက်ဆိုရင်တော့အဓိကတော့ဒါကိုယ်တိုင်နဲ့ကျင့်သုံးတဲ့ဟာပေါ့နော်ကျမတို့လူတိုင်းဒါအသက်ရှူရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါအသက်ရှူမှလည်းသူအသက်ရှင်နေတဲ့လူပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီစချင်းကတော့ဒီအသက်ရှူလေးကျင့်ခံ
နဲ့ပဲကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ပေါ့နော်ဆိုတော့ကျမကိုယ်တိုင်လည်းနေ့စဉ်လည်းအခုလုပ်တဲ့အများတန်းလည်းပေါ့နော်ဟိုလိုအပ်ရင်လိုအပ်တယ်လို့လည်းပေါ့နော်ဒါတွေဒီ breathing exercise တွေပေါ့နော်ဒါဟို mindfulness ပေါ့ပြောရရင်တော့လေအဲ့လိုစိတ်ကိုကိုယ့်ရဲ့စိတ်ကိုကိုပြန်သိတာပေါ့နော်ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်တယ်ဆိုတော့အလွယ်ဆုံးနည်းလမ်းဒီအသက်ရှူတဲ့ပေါ့နော်အသက်ရှူသွင်းရှူထုတ်ပေါ့နော်ဒီအသက်ရှူခြင်းပေါ်မှာကိုကပေါ့တေချာကိုယ်စိတ်ကလေးမှာရှိသွားပြီဆိုရင်တော့ကိုယ်စိတ်လက်တလုံးမှာဘာတွေခံစားနေရလဲဘယ်လိုတွေဖြစ်နေလဲပေါ့နော်အဲ့ဒါလေးကတဖြည်းဖြည်းချင်းတော့ရှင်းရှင်းလင်းလင်းပေါ့နော်ဟိုပို့ပြီးတော့ဖြစ်လာပါလိမ့်မယ်အဲ့ဒီကမှတဆင့်ပေါ့နော်ကိုကပေါ့ဟိုကျမဆိုလေအဲ့လိုပေါ့ကိုတိုင်းကပြောင်းခြင်းတယ်ပေါ့နော်အဲ့တော့ကိုတိုင်းကပြောင်းခြင်းနဲ့ကိုကဒီအခြေအနေကိုမကြိုက်ဘူးကိုရဲ့လက်ရှိကိုစိတ်ကိုမကြိုက်ဘူးကိုရဲ့ပေါ့နော်တုံ့ပြန်နေပုံကိုမကြိုက်ဘူးကိုပြောင်းခြင်းတဲ့ဟာဒီလေအရန်ရေးကြည့်ပါတယ်အဲ့လိုမျိုးကိုကပြောင်းခြင်းမှလည်းပေါ့နော်ဟိုနောက်ထပ်တစ်ဆင့်ဟိုပေါ့နော်ဟိုပြောင်းဖို့လည်းလွယ်လွယ်ကူကူဖြစ်လာမယ်ပေါ့နော်အဲ့ဒါလေးတော့မျှဝေခြင်းပါတယ်အဲ့တော့အလွယ်ကူဆုံးနည်းလမ်းကတော့အသက်ရှူသွင်းရှူထုတ်ကိုသေသေးချာချာပေါ့နော်အသက်ရှူခြင်းမှာဟိုဟာလုပ်ပြီးတော့ပဲကျမတို့ဒီ mindfulness relaxation နည်းလမ်းတွေကတော့တော်တော်များများရှိပါတယ်ဟုတ်အဲ့ဒါလေးတွေကိုလေနှိစက်ရလုပ်ကြည့်စေခြင်းပါတယ်ဟုတ်ကဲ့ကဲပါအနောကလည်းပြောပေးပါအောင်ခုနဟိုဆရာပြောတဲ့ထဲမှာလည်းပါတယ်ပေါ့နော်လူမှုအတိုင်းဝိုင်းထဲမှာနောက်မိသားစုထဲမှာမိတ်ဆွေတွေထဲမှာတချို့ကကူတော့ကူညီပေးနေတယ်ဒါပေမဲ့ကူညီပေးနေတာကဟိုမတိမတာလေးသူတို့လုံးမိတတ်တဲ့အမှားလေးရှိရပေါ့နော်ဒါတွေကဘာတွေဖြစ်မလဲသူတို့အဲ့လိုဘယ်လိုမျိုးလုပ်ပေးရမလဲပေါ့နော်အဲ့လိုစိတ်ကူစားပေးမဲ့စိတ်ကူစားပေးရမဲ့သူတွေကိုပေါ့နော်ဒီလိုအမှားတွေမလုပ်မိအောင်ဘာတွေလုပ်တင်လဲပေါ့နော်ဒီကပညာရှင်တွေ inner worker တွေပေါ့နော်အဲ့ဒီမှာအမြဲတမ်းဟိုဘယ်လိုပြောမလဲအမြဲတမ်းထုံနေအောင်ရွတ်ရမယ့်စကားလုံးတစ်လုံးရှိတယ်အဲ့ဒါ ethic ပေါ့နော်ဒါကတော့ဟိုအခုကာလမှာစိတ်တရားခံစားနေရတဲ့သူတွေကတူတယောက်ဒါမှမဟုတ်ရင်တစ်စိတ်တစ်ပိုင်းဒါမှမဟုတ်တချို့တော့မဟုတ်အလုံးမှာအတိမ်နဲ့ပဲကွာမှာပေါ့နော်အဲ့တော့ဒီ inner work တွေအလုပ်လုပ်ဒီ inner work unit အဖြစ်နဲ့အလုပ်လုပ်ကြမဲ့သူတွေကိုအဲ့ဒီ ethic ဆိုတဲ့စကားလုံးတွေမမေ့ဖို့အဲ့ဒီ ethic ဆိုတဲ့စကားလုံးလေးကိုမမေ့ဖို့ပေါ့နော်ဒါကတော့ထပ်ပြီးတော့ remind လုပ်တာပါကတော့ဘာမှတော့မဟုတ်ဘူးနော်စိတ်ပိုင်းဆိုင်ရာအရာအနေနဲ့အများခုနပြောသလိုထိခိုက်ခံစားနေရမယ့်သူတွေခံစားနေရတဲ့သူတွေချီပဲကိုတိုင်းလည်းခံစားခဲ့ဖြတ်ကျော်ခဲ့ရတယ်လက်ရှိလည်းခံစားနေရစေပဲထက်လက်ကြုံရအောင်ပါပဲအဲ့တော့ဒီလူတွေအတွက်မျှဝေခြင်းတဲ့စကားလုံးလေးတစ်လုံးကတော့ကိုယ့်ရဲ့အတွင်းပိုင်းကိုနားထောင်ပါပေါ့နော်ကိုနားထောင်ပါကျွန်တော်တို့အတန်လို့ပြောလိုက်ရင်အပြင်ကအတန်တွေကိုနားထောင်တာတဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ wisdom လူတိုင်းမှာ body wisdom တွေရှိတယ်အဲ့ဒီ wisdom တွေကပြောနေတဲ့အတန်တွေကိုယ့်ရဲ့အတွင်းထဲကအတန်တွေကိုနားထောင်ဖို့ပဲလိုတယ်ပေါ့နော်နောက်တစ်ခုကခုနကတော့ပြောတဲ့အထက်မှာပါတယ် eurythmy ဆိုတဲ့တဘာဝရဲ့စိတ်ချက်ပေါ့နော်သူ့မှာအရန်ကိုတကူကြီးတဲ့တန်ဖိုးရှိတဲ့တဘာဝစကြဝဠာနဲ့ချီပြီးတော့မှပေးနေတဲ့ကုထုံနီလန်းလေးပဲအဲ့ဒါလေးကိုမျှဝေလို့ရရင်လည်းအခုအဲ့ဒီတန်စင်လေးကိုမျှဝေခဲ့ချင်ပါတယ်အဲ့ဒီဟာလေးကိုပဲနောက်ဆုံးတော့ရဲ့လက်ဆောင်အနေနဲ့အားလုံးပေးချင်ပါတယ်ဟုတ်ကဲ့ဒီ DBB ရဲ့ဒီ talk show season ကနေတဆင့်ဟိုရောက်နိုင်တဲ့လောက်ပေါ့နော်လက်ဆောင်ပေးချင်ပါတယ်ဟုတ်တန်စင်လို့ပြောလိုက်ရင်ပေါ့နော်များသောအားဖြင့်အပြင်မှာနားထောင်ကြတယ်အပြင်ကအတန်ကိုနားထောင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ရင်ဘတ်ပေါ်လက်တင်ကြည့်လိုက်ရင်အလုံးကကြားရမယ့်တန်စင်တစ်ခုရှိတယ်အဲ့ဒါကိုတိုင်းရဲ့နှလုံးခုန်တမ်းပဲဟိုဘယ်လိုပြောမလဲစီးကြပုံမှန်သွားနေရတော့ဟုတ်တယ်ဒါပေမဲ့ဟိုအကွာဝေးအစိတ်ကျဲကတသမတ်တည်းမဟုတ်ဒုတ်အဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်နဲ့ဟဲ့တန်စင်တူချင်မှတူမယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကခုနပြောခဲ့တဲ့သဘာဝရဲ့စီးကျဲလို့ပြောလိုက်ရင် eurythmy ပေါ့အဲ့ဒီစီးကျဲနဲ့ကျွန်တော်တို့ရဲ့ရင်ဘတ်တွေကနှလုံးခုန်တန်းတွေကအရန်ထူးဆန်းတယ်ပေါ့နော်အတူတူပဲဆိုတော့အဲ့ဒီစီချက်ကိုနားထောင်တဲ့နီလန်းလေးပေါ့နော်ဆိုတော့ဒါရေဘူးလေးပါကိုအိမ်မှာဟိုတစ်ခုခုပေါ့နော်ဒုတ်ချောင်းလေးပဲဖြစ်ဖြစ်ခဲလုံးလေးတစ်လုံးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုနဲ့မကွာဆောင်ထားတတ်တဲ့ပစ္စည်းလေးတစ်ခုပဲဖြစ်ဖြစ်အနည်း၄ချိန်ရှိတဲ့ပစ္စည်းလေးဆိုရင်ရတယ်အခုညာဘက်မှာကင်ထားတယ်ဘယ်ဘက်ကိုလှမ်းပစ်လိုက်တယ်ကျွန်တော်တို့ဟိုဘက်ဒီဘက်ဒီလိုပြစ်နေကြားရင်တော့မလုံးနိုင်လွတ်ကြမယ်လက်တွေညောင်းလာမယ်ဒါပေမဲ့အခုပြောပြမယ်စီးချက်ကလေးနဲ့ဆိုရင်အကြာကြီးတည်ဆောင်သွားနိုင်လိမ့်မယ်အဲ့ဒါဘာလဲဆို
short short long 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 ဒီနည်းနဲ့ကျွန်တော်တို့အကြာကြီးလှုပ်လို့ရတာကိုသိရမယ်ပြီးတော့ဒီလိုမျိုးပဲဒီစီးချက်အတိုင်းကျွန်တော်တို့အသားကျလာပြီဆိုရင်အခုတော့ဒီစီးချက်အတိုင်းအလုံးလုံးနေရင်းနဲ့ပဲစကားပြောလွင်လို့ရတယ်တခြားလှုပ်ရှားရှိရည်လုပ်နေလို့ရတယ်ကိုပြန်ပြီးတော့သုံးသက်နေလို့ရတယ်ကိုယ့်ရဲ့နာကျင်မှုတွေကိုကိုယ်တိုင်ပြန်ကုစားလို့ရတယ်ဒါသဘာဝပေးတဲ့ဆုလက်သဘာဝပေးတဲ့စီးချက်သဘာဝရဲ့စီးချက်ယူရီသမီလို့ခေါ်တဲ့အရန်တန်ဖို့ရှိတဲ့စီးချက်လေးပါ short short long short short long ဒီမှာစမ်းကြည့်လို့ရပါတယ် ညာဘက်နော်ညာဘက်မှာ ရတယ်ဘယ်ဘက်ကဆက်ဆက်ရအောင် short short long short short long ဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ပစ္စည်းတွေကကိုယ်နဲ့အသားကျလာတယ်အဲ့ဒီမှာပဲကိုယ်တိုင်ပြန်မြင်လို့ရတယ်ကိုပြန်နားထောင်လို့ရတယ်ကိုယ့်ရဲ့ဒဏ်ရာတွေကိုပြန်ပြီးခံစားလို့ရတယ်ကိုယ့်ရဲ့နာကျင်မှုတွေကကိုယ်နဲ့အတူတူအသားကျလာတယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကကိုယ်နဲ့အတူတူအသားကျလာတယ်နာကျင်မှုတွေနဲ့အနော်တို့အတူတူကနေနိုင်သွားတဲ့အခါမှာဘယ်အရာမဆိုရင်ဆိုင်မှုအစင်းဖြစ်လာပါလိမ့်မယ်ဆရာကြီးကြည့်လို့ရပါအနည်းဆုံးတော့ကိုယ့်ရဲ့လက်ထဲကပစ္စည်းတွေကကိုယ်နဲ့အတူတူရှိပေးနေတာကိုကိုခံစားရတယ်။ဒါပဲကိုထုံးတစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ဒါ meditation လုပ်တယ် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ ဆိုတော့ပြောရရင်တော့ကျွန်တော်တို့စိတ်ကူးထုံထဲမှာတော့ကိုလက်ရှိခံစားနေရတဲ့စိတ်တိုင်းရာတွေကျွန်တော်အတွေးတွေပြောင်းဖြစ်ဖို့ခုနပြောတော့စိတ်တည်ငြိမ်အောင်လုပ်ဖို့ဆိုတဲ့ကိစ္စကတော်တော်ရည်ကြည်ပါတယ်အဲ့ဒီကနေမှကျွန်တော်တို့ကိုယုံကြည်မှုတည်ဆောက်နိုင်တယ်အခြေကြရဒါကိုလုံနိုင်တဲ့အနေထားလေးပါဒီကနေမှကျွန်တော်တို့ကိုပြန်ကုနေလို့ရပါတယ်ဆိုတော့ ဟုတ်ကဲ့ဆရာရဲ့ပညာပါတဲ့မှတ်ချက်အတွက်ကျေးဇူးတင်ပါတယ်ဆရာ ကဲပါအခုလိုမျိုးကောင်းမွန်တဲ့ဒီဟာကုလုံးလေးကိုမျှဝေပေးတာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးကြတာကတော့လူတိုင်းအတွက်တူညီတဲ့ဖြည့်ရှင်းနေတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကုစားနိုင်တဲ့လမ်းကြောင်းတစ်ခုထပ်မကရှိနေတယ်ဆိုတာတော့သတိပြုမိကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့စိတ်တိကိုက်နာကျင်မှုကိုခံစားနေရတာဟာအားနည်းချက်တစ်ခုတော့မဟုတ်ပါဘူးဒီဖိမကူညီမှုတွေနောက်ကုစားပေးနိုင်မဲ့နီလန်းတွေရှာဖွေတာကလည်းဒီတတိတစ်မျိုးပဲဖြစ်ပါတယ်ဒီစကားဝိုင်းကိုဒါကြည့်ရှုနားထောင်နေသူတယောက်အတွက်တိုက်ဆိုင်တဲ့ဖြစ်ရည်ရှိခဲ့ပြီးတော့ဒီလိုအဖြစ်ဆိုးတွေကိုကြုံတွေ့ဘူးတာဟာကိုတယောက်တည်းမဟုတ်ဘူးလို့သိရှိခံစားနိုင်စေခဲ့ရင်ပြီးတော့ဒီကုစားမှုကတစုံတရာဖြစ်စေခဲ့ရင်ကျမတို့ရဲ့ဒီစကားဝိုင်းရဲ့ရည်ရွယ်ချက်ပြီးပြည့်စုံတယ်လို့ယူဆရပါတယ်ရှင်အဲ့တော့စကားဝိုင်းမှာပါဝင်ဆွေးနွေးခဲ့တဲ့သူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ ကျေးဇူးတင်ပါတယ်